ဒီနေ့အချိန်တိုင်းဆိုတာကို English လို့ပြောတဲ့အသုံးအနှုန်းနှစ်မျိုးပြမယ်ပထမတစ်မျိုးကကျတော့ when the time comes ဆိုတဲ့အသုံးလေးပေါ့နော်သူကကျတော့ information နဲ့သူ့ကိုကျတော့စကားပြောရေးမှာပဲသုံးလေးရှိရယ်ဒါဆိုဥပမာလေးကြည့်ရအောင် Are you going to tell her the truth? Yes, but when the time comes မင်းတို့မကိုအမှန်တရားပြမှာလားအေးဟုတ်တယ်ဒါပေမဲ့သူ့ကိုအချိန်တန်မှငါပြမှာဒုတိယတစ်မျိုးကကျတော့ induce cause သူကကျတော့ formation နဲ့သူ့ကို writing တွေမှာသုံးရတယ်ပေါ့နော်ဒါဆိုဥပမာလေးကြည့်အောင် The inspection results will be shared in due course ဒီစစ်ဆေးမှုရလဒ်တွေကိုအချိန်တန်ရင်တော့မျှဝေပေးသွားမှာပါဒါဆိုရင်နားလည်ပြီလို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you in the next video